ဘောနော်မြို့နယ်စုရေးရရုံးမှာလိုအပ်ချက်တွေရှိနေဖို့လို့ဆိုပြီးတော့ဒီထိုင်းနိုင်ငံမှာရောက်တဲ့အသင်း12တင်းအဲ့ဒီ12တင်းကိုဥဆောင်တဲ့ဆရာရဲကျော်တန်းကလည်းဥဆောင်တယ်အဲ့ဆိုပါဒီလို12တင်းကလည်းစူပေါင်းထားတဲ့ငွေရဆိုတော့ရုံးမြို့နယ်စုရုံးတရုံးကလပ်ပပလက်ပတ်စီရလွဲဆိုပြီးတော့လိုအပ်တဲ့ဒီလိုပြီးတော့ဒီမှာချက်ပါတော့ Only room I did on sailing crown in a maid Rui crown and crown pride Mother don't know where I'm home right long You are bye bye say bye Mother so don't wait Now right to the me kalu right home kara So you need You really sound angry The mind like Kuri You join now Don't we rami Rook we recant I told love Araka